ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးရဲ့ငယ်ဘဝအမှတ်တရချက်တွေအပြင်အစားအသောက်နဲ့ပတ်သက်ရင်အကောင်းဆုံးလို့သတ်မှတ်ခင်းထားရတဲ့ Ratatouille ဆိုတဲ့ animation ကားလေးအကြောင်းကိုပြန်ပြောပြပေးသွားမှာပါဒီကားလေးကဘယ်သူမှဆိုဟင်းချက်နိုင်တယ်ဆိုတဲ့စိတ်သက်ခွန်အားပေးတဲ့စကားသကုန်းကိုအခြေခံထားတာလေးဖြစ်ပါတယ်ဇလန်အစားမှာတော့ Remy ဆိုတဲ့ကြွက်ကလေးတစ်ကောင်ရှိပါတယ်သူကတခြားကြွက်ဒီလိုအမိုက်ပုံကအစာတွေကိုမစားနိုင်ဘူးအရသာနဲ့အနံ့ခမ်းအာယုံမှာအင်မတန်ထက်မြက်လွန်းတဲ့ပါရမီရှင်ကြွက်ကလေးတစ်ကောင်ပါသူ့ရဲ့စံပြပုတ်ကုံကတော့ပါရီမြို့ကကျန်ငါးပွင့်အဆင့်ရှိတဲ့စားဖို့မှုကြီး Gasto ပါတရက်မှာတော့ Remy ဟာမတော်တဆမှုတစ်ခုကြောင့်သူ့ရဲ့မိသားစုတွေနဲ့ကွဲကွာသွားပြီးပါရီမြို့ကမြောင်းထဲကိုရောက်သွားခဲ့ပါတယ်အဲ့ဒီမှာပဲကန်ဂျမာရဲ့အလက်အပေါင်းအရာသူဟာသူ့ရဲ့အသေးဆွဲ Gasto ရဲ့စားတောက်ဆိုင်မိဖို့ကြောင့်ထဲကိုရောက်ရှိသွားပါတော့တယ်အဲ့ဒီအချိန်မှာဆိုင်ထဲကို Linguini ဆိုတဲ့ကောင်လေးတစ်ယောက်ရောက်လာပါတယ်သူကဘာမှလည်းမချက်တတ်သလိုအရေးအချင်းလည်းမရှိလေအမိုက်သိမ်းသမားလေးပါတနေ့မှာ Linguini ဟာဟင်းရီအိုးတလုံးကိုပြင်ဆင်ရင်းနဲ့ဖျက်ဆီးမိသွားရကနေ Remy ကဝင်ပြင်လိုက်ပါတယ်အဲ့ဒီဟင်းရီရဲ့အရာသာကတဆိုင်လုံးကိုကင်လွတ်သွားပြီးအစားအသောက်ဝေဖန်ရေးသမားတွေတောင်ချီးကျူးရတဲ့အထိအောင်မြင်သွားပါတယ်ဒါကို Linguini ကမြင်သွားပြီးသူကိုယ်တိုင်လည်းဟင်းချက်ချတာကြောင့် Remy နဲ့ပူးပေါင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ပြဿနာကကြွက်တကောင်ကလူတွေကြားထဲမှာဟင်းချက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ